လာပါရှင်ချင်းလန်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဧပြီလ26ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကချင်ပြည်နယ်ဗမော်မြို့မှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေကြောင်းစစ်ကောင်စီတပ်ကစစ်မှုထမ်းဆင်းစစ်သား6ဦးလက်နက်9လက် KM များနဲ့အတူဒီမော့ဆူ DMO Local PDFC အလင်းဝင်လာကြောင်းကမ္မမြို့နယ်ရင်းနှံတာရေးစခန်းကိုတိုက်ခိုက်သိမ်းပိုက်စဉ်ရဲစခန်းမှုနဲ့အဖွဲ့လက်နက်ချမျိုးဟုစုကထွက်ပြီးသွားပြီးရဲတအုပ်ကိုလက်နက်ခဲယမ်းများကားများစိုက်ကယ်များနဲ့အတူဖမ်းဆီးရရှိပြီးရဲစခန်းကိုမိရှုရှင်းလင်းကြောင်းဝလမြို့ပေါ်ရှိစစ်တပ်ထိုင်ချက်တက်ဆွဲထားသောရဲစခန်းထွေအုပ်ယုံကင်းစခန်းနဲ့မိသက်ယုံတို့ကိုဒရုန်းများဖြင့်တပြိုင်နက်တည်းပုံကျဲကြောင်းစင်ပောင်ဝေးရှိစစ်တပ်ရဲ့ကပါစ73ကို139မမရှို့တိုက်တုံးတစ်စီလုံးဖြင့်ပြက်ခတ်တိုက်ခိုက်မှုတွင်စစ်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်းနဲ့ဆလင်းမြို့နယ်တွင်တန်ချက်ကရင်2စီးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်ကြောင်းမှုအပါအဝင်9ဦးထပ်မံတေဆုံးကြောင်းတို့ပဲဖြစ်ပါရရှင်ကချင်ပြည်နယ်ဗမော်မြို့မှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့တဲ့တင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်ကချင်ပြည်နယ်ဗမော်မြို့ကစစ်ကောင်စီရဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စာကာခ21အပါအဝင်လက်ကျန်တပ်စခန်းတွေကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ကအပရလ25ရက်နေ့နေ့နဲ့အစောပိုင်းမှာတပြိုင်နက်ထူးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။ဗမော်မြို့ပေါ်ကစာကာခ21ခလာရ49နဲ့စစ်ကောင်စီတပ်ဖွဲ့တွေတပ်ဆွဲထားတဲ့စုပေါင်းယုံစီပင်ယုံနဲ့တင်တော်ကြီးဖျားဝင်စတဲ့နေရာတွေကို KIA နဲ့ပူးပေါင်းတပ်ကတပြိုင်နက်ထူးစစ်ဆင်တိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရှိရပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA တရင်နဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်းဗမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းကနေပါတိုက်ခိုက်နေတယ်လို့ပြောဆိုနေကြောင်းမြစ်ကျနာတရင်ကျန်နယ်ကဖော်ပြထားပါတယ်။စစ်ကောင်စီဟာငလင်ဘေးကြောင့်အပရလ30ရက်နေ့အထိအပြစ်ခတ်ရစေထားကြောင်းကြေညာထားပေမဲ့ဖာကန်ဒေတာဘက်ကိုကာမိုင်းနဲ့အင်နိုကြီးဘက်ကနေအင်အားအများပြားဖြင့်စစ်ကြောင်းကြီး2ခုချီတက်လာတာကြောင့်ဒီဘက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေလို့ဒေတာခန်တွေဘဲလို့ရထွက်ပြေးနေကြရတယ်လို့သိရှိရပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစပြီးမန်စီနဲ့ဗမော်မြို့ကစစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ2လကျော်အတွင်းမန်စီမြို့နယ်ကခလာရ319ခမာရ601နဲ့လက်နက်ကြီးတပ်352တို့ကိုတင်ပိတ်နိုင်ခဲ့ပါတယ်။ဗမော်မြို့စကားခ21အနီးဝန်းကျင်ကအမှတ်0336တန်ချက်ကတက်ရင်အမြောက်တက်366နဲ့လေစိတ်တို့ကိုလေ KIA ပူပေါင်းတက်ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။စစ်ကောင်စီတပ်ကစစ်မှုထမ်းဆင်းစစ်သား6ဦးလက်နက်9လက် KM များနဲ့အတူဒီမော့ဆူ DMO Local PDFC အလင်းဝင်လာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အကြံဖက်စစ်ကောင်စီတပ်ကစစ်မှုထမ်းဆင်းစစ်သား6ယောက်ဟာလက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဒီမော့ဆူ DMO Local PDF ကဒီကနေ့ထုတ်ပြန်ထားပါတယ်။အပရလ16ရက်နေ့ကအကြံဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းတင်နန်းဆင်းစစ်သား6ယောက်ဟာ MA1 တနက်9လက် G455 တောင် G-box 16ခုလက်ကျက်ပုံ4လုံး14နင်းမိုင်း3လုံး G-car 4ထေ icon 1လုံးဖုန်း9လုံးတို့နဲ့အတူအလင်းဝင်လာတယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား6ယောက်ကိုကနဦးထောက်ပံ့ငွေချက်65သိန်းခန့်ထောက်ပံ့ထားပြီးကျန်ရမိသားစုနဲ့ဆက်သွယ်နိုင်အောင်ကူညီလှုပ်ဆောင်ပေးကကောင်းမွန်စွာထိန်းသိမ်းဆောင်ရှောက်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားထွက်ဆိုချက်အရတက်တွင်းမှာ WY မူရစေဝါကိုစိတ်ကြိတ်သုံးဆွဲရောင်းဝယ်နိုင်တယ်လို့အနိုင်ကျင့်ဟင်ပန်နှိပ်စက်တာလည်းမကြာခဏခန်းစားခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။ကမ္မမြို့နယ်ရင်းနှံတာရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်စဉ်ရဲစခန်းမှုနဲ့အဖွဲ့လက်နက်ချမျိုးဟုစုကထွက်ပြေးသွားပြီးရဲတအုပ်ကိုလက်နက်ခဲယမ်းများစိုက်ကယ်များကားများနဲ့အတူဖမ်းဆီးရရှိပြီးရဲစခန်းကိုမိရှုရှင်းလင်းထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မကွေးတိုင်းကမ္မမြို့နယ်ရင်းနှံတာရဲစခန်းကိုတိုလှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်စဉ်ရဲစခန်းမှုနဲ့အဖွဲ့လက်နက်ချမျိုးဟုစုကထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ယမနေ့အပရလ25ရက်နေ့နနက်9နာရီကကမ္မမြို့နယ်တရက်ကမ္မပီကားလမ်းမပဲကပါဆ12နဲ့73မိုင်ကွာ
ရေနံတာကျေးရွာရှိစခန်းမှုမြတ်သွန်အောင်ဦးဆောင်သောရေနံတာရေကင်းစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာအနည်းငယ်သာပြန်လည်ခုခံတိုက်ခိုက်ပြီးလက်နက်ချအငန့်ခံမင်းဟုပြောဆိုသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကအပြစ်ရပေးခဲ့ကြောင်းထို့သောအပြစ်ရပေးချိန်တွင်စခန်းမှုအပါအဝင်ရေးများလက်နက်ကိုစီဖြင့်ထွက်ပြေးသွားကြောင်းတရက်ခရိုင်အမှတ်၄တရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောကြားထားပါတယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကရေးစခန်းအတွင်းဝင်ရောက်ရှင်းလင်းခဲ့ရာရေးတပ်ချက်အဆင့်စစ်တုံးပန်းတအူဖန်စီရမိပြီး G3 အမျိုးအစားတနက်တက်လက် G3G ဘတ်3ခု G မျိုးစုံ1000ကျော်ကား2စီးစက်ကယ်4စီးနဲ့စစ်အုံဆောင်ပစ္စည်းအချို့ကိုတင်စီကရေးစခန်းကိုမိရှုရှင်းလင်းလိုက်ကြောင်းဆိုပါတယ်တရက်ခရိုင်အမှတ်၄တရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသူတို့ကရေးစခန်းရဲ့အနောက်မှာတမန်နှစ်ထပ်ဘန်ကာနှစ်ခုပေါ့ဘန်ကာဆိုတာကလေအုံနဲ့ဆောက်ထားတဲ့ဘန်ကာနဲ့အခိုင်အမာနေကြပါတယ်ကျွန်တော်တို့ဘက်ကစတင်တိုက်ခဲ့တဲ့အခါမှာအနေပါပဲခုခံပစ်တာရှိပြီးတော့လက်နဲ့ချမေးပြောတာပေါ့ပြောတော့အပြစ်ရက်ပေးတဲ့အချိန်မှာသူတို့တွေကဒီရင်နံတာစခန်းရဲ့နောက်မှာရှိတဲ့ရင်နံတာချောင်းထေကဂိုင်းတိုးတွေထိထွက်ပြီးကြတာစခန်းထဲဝင်ရှင်တော့ရဲတုံပန်းတူဖမ်းမိတာသူနဲ့အတူလက်နဲ့တက်လက်ဂျီပေါက်တွေတင်းစီရရှိခဲ့တာနောက်ပြီးတော့လက်နဲ့တိုက်ထဲက.G ဆန်တွေလက်ပစ်ပုံးတီးတွေတင်းစီရရှိခဲ့တယ်သူတို့စီမှာလက်နဲ့ခင်ရန်အပူမရှိပါဘူးသူတို့ကိုစီကင်ထားတဲ့လက်နဲ့တွေနဲ့ပဲထွက်ပြေးကြတာရေးစခန်းကိုမြေရှုပေးခဲ့လိုက်တာအကုန်လုံးပြကျသွားတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတီးပြုတ်ပြောဆိုထားပါတယ်ဖြစ်စဉ်ဖြစ်ပြီးတော့ဒေသခံတယောက်ကိုမေးစရာရှိတယ်ဆိုပြီးခေါ်သွားကြတယ်လို့တရင်ကြားတယ်တခြားထွေထွေထူးထူးတော့မရှိဘူးမင်းတို့9မိုင်ဂိတ်ကနေလေလက်နက်ကြီး2ချက်3ချက်ထုတာရှိတယ်လို့ဆက်လက်ပြောဆိုထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတမတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်၄တရက်မှတခွေတင်နဲ့တခွေ2တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဝက်လက်မြို့ပေါ်ရှိစစ်တပ်အထိုင်ချတပ်ဆွဲထားသောရေးစခန်းထွေအုပ်ယုံကင်းစခန်းနဲ့မိသက်ယုံတို့ကိုဒရုန်းများဖြင့်တပြိုင်နက်တည်းပုံကျဲတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့ပေါ်ရှိအကြံဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားသောရေးစခန်းထွေအုပ်ယုံကင်းစခန်းနဲ့မိသက်ယုံတို့ကိုဒရုန်းဖြင့်တပြိုင်နက်တည်းပုံကျဲတက်ခဲ့ခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့ဧပြီလ25ရက်နေ့နံနက်10:00နာရီအချိန်ခန့်ဝက်လက်မြို့ပေါ်ရှိအကြံဖက်စစ်ကောင်စီတပ်သားများအင်အား100ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသောရေးစခန်းထွေအုပ်ယုံကင်းစခန်းနဲ့မိသက်ယုံတို့ကိုတော်လှန်ရေးတပ်ဖွဲ့များကဒရုန်းများဖြင့်တပြိုင်နက်တည်းပုံကျဲတိုက်ခိုက်ခဲ့ရာအကြံဖက်စစ်တပ်လက်အောက်ခံထွေအုပ်ယုံဝန်ထမ်းများထိခိုက်မှုရှိပြီးဒေဆုံးသူတချို့ရှိနိုင်တော့လဲအတိအကျမသိရှိရသေးကြောင်းဒရုန်းဖြင့်ပုံကျဲမှုများကိုလှုပ်ဆောင်ပြီးနောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း People's Servant Revolution ဝက်လက်မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ People's Servant Revolution ဝက်လက်မှတာဝန်ရှိသူတို့ကနံနက်10:00နာရီလောက်မှာခလာရ42စခတာရှစ်ရင်းနဲ့ပြိုစောတိအင်အား100လောက်တဆွဲထားတဲ့နေရာ၄ခုကိုတပြိုင်နက်တည်း drone နဲ့ပုံကျဲတယ်။ထိခိုက်ဒဏ်ရာရတာတွေတော့ရှိတယ်။တေဆုံးသူစရင်တော့အတိမပြုတ်နိုင်သေးဘူး။ထွေအုပ်မှာဘသူတွေဒဏ်ရာရလဲဆိုတော့ထပ်မံစုံစမ်းနေစေပါ။စုစုပေါင်း9ဦးလောက်ထိတယ်လို့ကနဦးသိရပါတယ်။စစ်ခွေးတွေဘက်ကတော့ဆက်ကလေးလက်နက်ငယ်တွေကတော့အဆက်မပြတ်ပြန်ပစ်တယ်။ drone နဲ့ကျွန်တော်တို့ပုံကျဲတာမှာဗန်ဝန်ထမ်းလုံခြုံရေးတယောက်ထိတယ်။ထွေအုပ်ရုံးဘက်ချတဲ့အသီးတွေကတော့ထွေအုပ်ရုံးဝန်ထမ်းနဲ့အမှလုံခြုံရေးထိတယ်လို့ကြားတယ်။ထွေအုပ်ရုံးမှာတော့ပူမှုသိန်းဝင်းကထိုင်ထားတာဆိုတော့အမှလည်းတက်ရောရေရောလုံခြုံရေးပြိုစောထီးတွေရောထိုင်ထားတာတော့ရှိတယ်။အဆောက်အဦထိခိုက်ကတော့တအားကြီးအပျက်စီးမရှိဘူးလို့ရန်ကုန်ခက်တဲ့တရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ဝက်လက်မြို့နယ်ပါကဖလှတော်တိတ်နယ်ပါကဖEnsigno drone တပ်ဖွဲ့ Phoenix Wings drone တပ်ဖွဲ့ SN Warazing ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ RG drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။စင်ပန်ဝေးရှိစစ်တပ်ရဲ့ကပါစ73ကိုတရားခွန်မမရှိုးတိုက်တုံစေလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်မှုတွင်စက်ရုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်
မကွေးတိုင်းစင်ပောင်ဝေးမြို့နယ်ရှိအကြံဖက်စစ်တပ်ရဲ့ကပါစာ73ကိုတရားခွန်မရှို့တိတ်တုံးစေလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစက်ယုံများထိမှန်ခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်းသိရှိရပါတယ်။ဧပြီလ25ရက်နေ့ည12နာရီအချိန်ခန့်တွင်မကွေးတိုင်းစင်ပောင်ဝေးမြို့နယ်ရှိအကြံဖက်စစ်တပ်ရဲ့အမှတ်73ကာကွယ်ရေးပစ္စည်းစက်ယုံကပါစာ73ကိုတိုးလှန်ရေးတပ်ဖွဲ့များကတရားခွန်မရှို့တိတ်တုံးစေလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှို့တိတ်တုံးစေလုံးစလုံးအရေးပါသောပရီးမီယာစက်ယုံအပါအဝင်အခြားစက်ယုံများကိုထိမှန်ပောက်ကွဲခဲ့ပြီးထိခိုက်မှုအများပြားရှိကြောင်းထိုထိခိုက်မှုဟာ BWM နဲ့မဟာမိတ်အဖွဲ့များက BWM Mission 34အနေဖြင့်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဆိုပါကပါစာ73ဟာပြည်သူများကိုတပ်ဖြတ်ရာ၌စစ်ရှုံးကောင်စီအဓိကအုံပြုနေသောအသေးစားကြီးစံမှအစအကြီးစားလေရင်ပုံတီများအထိပြုလုပ်ရာတွင်အဓိကအုံပြုရသော detonator နဲ့ premier အစပြုရန်များကိုအဓိကထုတ်လုပ်ပေးနေတဲ့အရေးပါဆုံးသောကာကွယ်ရေးပစ္စည်းစက်ရုံဖြစ်ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းထုတ်လုပ်ရေးတွင်ကြီးစံမှစ၍လက်ပစ်ပုံးနဲ့မီဇယ်များအထိကပါစာ73ရဲ့ premier စက်ရုံမှထုတ်လုပ်သော premier များကိုအသုံးပြုနေရတဲ့အတွက်ထူးစက်ရုံပျက်စီးပါက၎င်းရဲ့မိခူ၍ထုတ်လုပ်နေသောကပါစာ3ကပါစာ5ကပါစာ9ကပါစာ12ကပါစာ15ကပါစာ19နဲ့ကပါစာ21တို့ရဲ့ထုတ်လုပ်မှုများလည်းထိခိုက်မြင်ဖြစ်ကြောင်းသိရှိရပါတယ်။ Brave Warriors for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကစစ်ကောင်စီဘက်ကကပါစာကိုတိုက်ခိုက်ခံရတဲ့ပုံစံမပေါက်အောင်လက်နက်ကြီးတွေနဲ့ပြန်ထုနေပြီးရှို့တိတ်တုံးပြစ်ခံရလို့ကြားခဲ့ရတဲ့ပောက်ကွဲတံတွေကိုတိုက်ပွဲဖြစ်လို့အတန်တွေထွက်နေတယ်လို့လုပ်နေတယ်လို့သိရပါတယ်။ကပါစာ73ကိုပြစ်နိုင်တာဟာကျွန်တော်တို့အတွက်အင်မတန်အားရတဲ့ mission ဖြစ်တယ်လို့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးအင်အားစုတွေအတွက်လည်းကြီးမားတဲ့အထောက်အကူဖြစ်မယ်လို့ယုံကြည်ပါတယ်လို့ရန်ကုန်ခေတ်သစ်သတင်းဌာနတို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုဖြင့် Cheryl အညာ No More Dictatorship NMD အဖွဲ့ Eagle Bridge အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကနေမီခန်အပါမင်းလှ PDF နဲ့ People Independence Army PIO/PIA အဖွဲ့တို့မှလည်းအဖြစ်ကူညီပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။စလင်းမြို့နယ်တွင်တန်ချက်ကရင်နှစ်စီးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုတွင်စစ်ကြောင်းမှုအပါအဝင်9ဦးထက်မနည်းသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မကွေးတိုင်းစလင်းမြို့နယ်တွင်တန်ချက်ကရင်နှစ်စီးပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကြောင်းမှုအပါအဝင်9ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဗမာတပ်တော်အမှတ်3စစ်ဦးစီးကွက်ကေးရုံးကထုတ်ပြန်ထားပါတယ်။ဧပြီလ24ရက်နေ့တွင်စလင်းမြို့နယ်အနောက်ဘက်ဝမ်ပီကျေးရွာမှအောက်လှိုင်းကျေးရွာဘက်သို့ဝင်ရောက်လာတဲ့တန်ချက်ကရင်နှစ်စီးအင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းကိုတိုးလှန်ရေးပူးပေါင်းတပ်ဖွဲ့မှပိတ်ဆို့တိုက်ခိုက်ခဲ့ရာ2နာရီကျော်ကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှစစ်ကြောင်းမှုအပါအဝင်9ဦးထပ်မံတေဆုံးပြီး10ဦးထပ်မံတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီရဲ့တန်ချက်ကရင်တစီမှာဝမ်ပီကျေးရွာရီမြောင်းအတွင်ထူကြခဲ့ပြီးဖော်ကားများဖြင့်ပြန်လည်ဆွေးတင်နေစဉ်တိုးလှန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းရင်းအကြံဖက်စစ်ကြောင်းဟာဧပြီလ25ရက်နေ့နံနက်ပိုင်းတွင်ပြန်လည်ဆုတ်ခွာသွားကြောင်းဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်တော်အမှတ်808တပ်ရင်မင်းဘူးခရိုင်အမှတ်1တပ်ရင်မင်းဘူးခရိုင်အမှတ်5တပ်ရင်ပေါက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြူတပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စလင်ဒေါင်းစစ်အောင် LPDF ဒေါင်းငီနောင်မြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခရိုင်လက်ယုံတပ်ဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လာရေးတပ်ဖွဲ့ဝင်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။စလင်းမြို့နယ်အတွင်းသို့အကြံဖက်စစ်တပ်ကအင်အားများစွာသုံး၍စစ်ကြောင်းများခွေကဝင်ရောက်လျက်ရှိသောကြောင့်မိဘပြည်သူများအနေနဲ့လေရင်အန်ဒရီနဲ့လက်နက်ကြီးအန်ဒရီများမရှိစေရန်ဘုံခိုခြင်းများတူထားရန်နဲ့ပြည်သူ့ကာကွယ်ရေးတပ်များရဲ့ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ကြရန်တိုက်တွန်းထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့တလောင်းနဲ့ပေးရနာတော့ပါမယ်ရှင်။ချင်းလက် channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြချမ်းမှာရှင်လန်းပြီးဘေးရန်ခတ်သိမ်းကင်းဝေးနိုင်ကြပါစေရှင်။